စုဒီများတဲ့ဘုံဘုံကောင်းရင်ကျိုးစုမှာရင်ခုန်တဲ့စီးကျဲမြဲ့ရင်မိုးရဲ့ရွာပါတော့မှုတွေကငါဝါစုကျော်လို့အစင်နဲ့ခံရပရိသတ်ဒီပိုင်တဲ့ကျော်ကလွမ်းရပါမကူတာတို့သဘောကောင်းလို့လာလို့တရရွာလုံးကသူ့ကိုခင်ရတယ်စင်ရတာတော့မပြောနဲ့ဗျာအများပိုင်းကခံရမြလှရှာတယ်ကိုတာတော့ထောက်ကလေးပြောပြမယ်ဝတ်သားမောင်းမရောက်ပြတော့လေအလွန်သမားတယောက်ကိုကျွန်တော်ရှာပေးကအလွန်မို့ရာဒီဒီချင်းကလေးနဲ့ဝမ်းနဲ့စီရနိုင်လွမ်းတွေကိုဖယ်ဆောင်တော့တဲ့မတော်မမင်းရဲ့ဘုံဘန်တို့ဘူးကွင်းကြောင့်စိတ်မိုးတဲ့တို့နှစ်ယောက်ဆုံးလောလွမ်းရောက်ခြင်းမိုးကတည်ရဲ့မိဘမြတ်တာဝက်ချင်းတဲ့ဘက်ကိုရေလို့ဆိုခဲ့ပါလိမ့်ချင်းလေးနဲ့လွမ်းပြခြင်းနေတယ်တင်းတပင်ကောင်းငယ်ငယ်တောင်မကဘူးနာကိုဝိစုခွာခွင့်ပြုတယ်ရွှေချောက်ကြီးချံကပြရဘူးပမာသားတွေနဲ့သမီးတွေစွန့်ခွာခြင်းမိဘနှစ်ပါးမြင်ရင်ဝဲလို့ခြင်းလောကဖြစ်စဉ်သဘာဝမှာဆရာဦးချင်းမွေမရှိရတော့မိဘနှစ်ပါးရဲ့ရိတ်ကိုအခုစုတယောက်မှရောက်မလားဒီလောကလူကပါယနေ့တက်တက်မြင်တွေ့ရသမြင်ပါကျော်လို့အစင်နဲ့ခံရပရိသတ်ဒီပိုင်တဲ့ကျော်ကလွမ်းရပါ
တွေကိုတလုံးမုန်းတတ်သွားခဲ့ပြီရင်ထဲမှာဆဲတော်မူလို့မြဲမဲသွန်ဖြိုရနေအကြမ်းရသည်ပြိုတဲ့မိုးရဲ့မိမမြတ်တာဝက်ချင်းတဲ့ပုဂ္ဂိုလ်ရှင်းလို့ဆိုခဲ့ပါအနိုင်မဲ့ရင်ဝင်ကပါအချင်းလေးနဲ့လွမ်းပြရင်နေပြီမမီပြူတောင်းသမျှပန်းလူပွင့်ရဲ့အခါအပြုံးနဲ့ဝမ်းသာကြည်နူးနေမြစ်တာနဲ့တုံ့ပြန်ကြီးမညိညာသိနေလည်းမသိသလိုပူပြေခါမိဘနှစ်ပါးဆွတ်သွားပြီလူကြုံမလားစားလည်းမပါစိုးခေါ်သွားတဲ့တာတွေတတိနောက်မမေးတဲ့သမီးတွေဆရာထောင်းလို့ဖြူတဲ့ခိုင်ခိုင်အရေးမဲ့စွတ်ထားကြကြ